မင်္ဂလာပါဒီနေ့ဗီဒီယိုမှာကGoogle Play Store account ဖွင့်လို့ရှိရင်ခဏပြတ်တဲ့ပြဿနာပေါ့နော်ဖွင့်လိုက်တယ်ပြီးလို့ရှိရင်ဘာမှမကြောက်ဘူးဒီလိုမျိုးဖြစ်သွားတော့ပေါ့ဒီလိုမျိုးပြတ်သွားတယ်ဒါဆိုလို့ရှိရင်ဒီပြတ်တဲ့ account ကိုပြန်သုံးလို့ရအောင်ဘယ်လိုပြန်လုပ်ရမလဲဆိုတာကိုဒီဗီဒီယိုထဲမှာကျွန်တော်ပြောပြပေးသွားပါမယ်ဆိုတော့အရင်ဦးဆုံးPlay Store ထဲဝင်လိုက်မယ်ဒါဆိုဒီအနေထားမှာတွေ့ပြီပေါ့နော် account ဖွင့်တယ်လေ account ပြတ်နေတယ်ဆိုလို့ရှိရင်ဒီပုံစံတွေ့ရမယ်โอเคအဲ့ဆိုလို့ရှိရင်သူလောက်ခိုင်းတဲ့အတိုင်းပဲတစ်ချက်လိုက်လောက်ရရုံပဲပေါ့နော်ဆိုတော့ night ကိုနှိုက်လိုက်မယ်ပြီးလို့ရှိရင် I am not robot ကိုနှိုက်လိုက်မယ်ဆိုတော့ဒီမှာပြေးရွေးခိုင်းတဲ့ဟာရွှေ့လိုက်မယ်နော်ရွှေ့ခိုင်းတဲ့ဟာရွှေ့လိုက်မယ်โอเคအဲ့ဆိုလို့ရှိရင် nice နဲ့ဆက်သွားမယ်ဆက်သွားမယ်ဆိုတာက password ပေါ့နော်ကို mail free ရောကကိုရဲ့ password ကိုရိုက်ထည့်လိုက်ပါဆိုတော့ nice နဲ့သွားမယ်โอเคဒါဆိုဒီနေရာရောက်လို့ရှိရင်ကျွန်တော် phone number ထည့်ရမယ်နော်ဖုန်းနံပါတ်ကဒီထဲမှာရှိတယ်ဒီဘက်ဘာနိုင်ဘာဟုတ်ကအဲ့တော့ယူလို့တာကဟုတ်ပနိုင်တယ်တော့တဲ့နေနေကိနကိလို့ပဲခါတော့ပြနေပေါ်တဲ့ကိတဲ့မှာโอเคဒါဆိုလို့ရှိရင်ဖုန်းနံပါတ်တစ်ခုထည့်လိုက်မယ်နော်ခဏနေရာချက်သွားလိုက်မယ်ဆိုလို့ရှိရင်ဒီမှာဖုန်းနံပါတ်ရိုက်ထည့်လိုက်မယ်ပြီးလို့ရှိရင် nice နဲ့သွားမယ် nice နဲ့သွားပြီးဒီမှာ get code ကိုနှိပ်လိုက်ပါနော်โอเคအဲဆိုခဏစောင့်လိုက်မယ်ဟုတ်ပြီကုတ်တန်းကြတယ်နော်ဒီကောင်ဒါဟိုတာဖြစ်တယ်ဒါလွယ်တယ်အရင်ကတော့ကျွန်တော်မသိဘူးပြဖွင့်လိုက်တယ်ပြတ်သွားတယ်ဆိုလို့ရှိရင်အစ်စ်ပဲပြန်ဖွင့်ပေးတယ်ပေါ့နော်ဒါဆိုဒီနေ့ကတော့မရဘူးလေလို့သူပြလောက်ခိုင်းတဲ့ပုံစံတိုင်းစမ်းလုပ်ကြည့်မယ်ဆိုပြီးတော့စမ်းလုပ်ကြည့်တာအဆင်ပြေသွားလို့အားရောက်ဗီဒီယိုလုပ်ပြီးတော့ပြန်တင်ပေးတာပါဆိုတော့ nice နဲ့သွားတယ်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ခဏပြတ်တဲ့အကောက်ကအခုဆိုတုံးလို့ရပြီပေါ့နော်ဒါခဏကျွန်တော်ပြတ်သွားတယ်ကျွန်တော်ရဲ့ Gmail ပေါ့နော်โอเคဒါဆိုလို့ရှိရင်တခုခုစမ်းအောင်ကြည့်မလားလုံးဝပြန်မပြတ်တော့ဘူးနော်ဒီဖုန်းဒီလိုမျိုးလောက်တာပြီးဆိုလို့ရှိရင်ဖုန်းပြန်ပြတ်တာတော့လောလောဆယ်အေးပေါ့လုံးဝပြန်မပြတ်ဘူးတော့ပြောလို့မရဘူးနော်လောလောဆယ်အထိကတော့မပြတ်သေးဘူးကျွန်တော်တောင်းနေတာဖြစ်အခုဆိုတစ်လ2လလောက်တော့ရှိပြီပေါ့နော်โอเคဒါဆို download လဲဆွဲလို့ရတယ်နော်ဆိုတော့အားလုံးပဲ Play Store account ဖွင့်လို့ခဏပြတ်နေတဲ့ဒုက္ခကနေကင်းဝေးကြပါစေဆိုတော့ဒီဗီဒီယိုတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်